ကဲဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ဘာစီလိုနာဖန်တွေအတွက်လုံးဝကိုဒါအမှတ်တရဖြစ်စေမဲ့ပွဲတွေပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါရန်ရှိခဲ့ရတဲ့ဒါလီယိုနယ်မက်ဆီနဲ့အာဂျင်တီးနားနဲ့ဒါကျွန်တော်တို့ဒီဘာစီလိုနာကစားသမားဒါအများစုပါဝင်တဲ့ဒါကျွန်တော်တို့ဒါစပိန်အသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှာဖြစ်တယ်ဒါဒီပွဲမှာထူးခြားချက်ကတော့ဒါကျွန်တော်တို့ဒါလီယိုနယ်မက်ဆီကသူအသက်19နှစ်အရွယ်မှာပဲဒါသူရေရှိုးပေးခဲ့တဲ့အကောင်လေးဒါလမိုင်းရမယ်အခုလက်ရှိဒါအသက်19နှစ်ရှိပါပြီဒါလမိုင်းရမယ်နဲ့ဒါထိပ်တိုက်ပြန်တွေ့မှာဖြစ်တယ်ဒါအနည်း20ကြာမှဒါပြိုင်ဘက်အဖြစ်ဒါပထမဦးဆုံးဒါတွေ့တာဖြစ်တယ်ပေါ့နော်ဒါဒီအောင်ကတော်တော်လေးကိုဒါကြည့်ကောင်းမဲ့ပွဲလို့လည်းပြောလို့ရတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်ဒါဖေနဲ့သားဒါပြန်တွေ့တဲ့ပွဲလို့လည်းပြောလို့ရတယ်ဒါကျွန်တော်တို့ဒါလီယိုနယ်မက်ဆီကဒါ2026ဒါကမ္ဘာဖလားကိုရရှိသွားမယ်ဆိုရင်တော့ဒါနှစ်ထပ်ကွမ်းဒါလီယိုနယ်မက်ဆီကဒါကမ္ဘာဖလားကိုနောက်တစ်ချိန်ဒါထပ်ပြီးရရှိသွားမှာဖြစ်တယ်တချွေပနက်စုအတွက်ကတော့ဒါမင်းညာကဒါပြင်သစ်နဲ့အင်္ဂလန်ဒါကန်တဲ့အခါမှာဆိုရင်တော့ဒါပြင်သစ်တိုက်ရှင်မှုဒါကလီယန်အပပေကဒါသူကို2ကိုသွင်းထားတယ်သူအရင်10ကိုသွင်းထားတာဒါကြောင့်မို့10ကိုရှိသွားခဲ့ပြီဒါလီယိုနယ်မက်ဆီအနေနဲ့ဒါအခုဒီနေ့ညကန်မဲ့ဒါစပိန်အသင်းနဲ့ကန်မဲ့ဒါကမ္ဘာဖလားမှာဆိုရင်တော့ဒါ final မှာပေါ့နော် final မှာဆိုရင်ဒါသူဘယ်လိုမျိုးကိုသွင်းပြမလဲဒါသူနှလုံးသွင်းနိုင်မှဒါသူကဒါချွေပနက်စုအတွက်ဒါရမှာဖြစ်တယ်သူဒါကိုမသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ကန်နီယာမဘေကဒါသူ2000ခွန်းဒါ2022ခုနှစ်ကလည်းဒါသူချွေပနက်စုကိုသူရရှိထားတယ်ဒါလီယိုနယ်မက်ဆီဒါဒီနေ့ညမှာဒါကိုမသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ဒါကန်နီယာအမဘေကပဲဒါနောက်တစ်ချိန်ထပ်ပြီးတော့ဒါချွေပနက်စုကိုဒါဆက်လက်ပြီးတော့ရရှိသွားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီပွဲမှာဒါကျွန်တော်တို့ဘာစီလိုနာဖန်တွေအတွက်လည်းဒါအရန်ပျော်စရာကောင်းတယ်နေ့တစ်နေ့လိုလည်းပြောလို့ရတယ်။ဘာဖြစ်လို့လဲကျွန်တော်ကတော့ဒါအာဂျင်တီးနားရစပိန်ရဒါကျွန်တော်အရန်ပျော်တယ်။ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒါဘာစီလိုနာဖန်ဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်ကစပိန်ကိုအားပေးတယ်။ဒါကျွန်တော်ကငိုကလေးကဒါအာဂျင်တီးနားကိုအားပေးတဲ့ဖန်တယောက်ဖြစ်တဲ့အတွက်ဒါကျွန်တော်အာဂျင်တီးနားကိုဒါအားပေးတာဖြစ်တယ်။ဒါကြောင့်မို့လီယိုနယ်မက်ဆီပါတဲ့အာဂျင်တီးနားကိုကျွန်တော်ကဒါသူ့ရဲ့အသက်အရွယ်ပေါ့နော်။ဒါခု39နှစ်ရွယ်ရှိပြီဆိုတော့ဒါနောက်လာမဲ့2030ကျရင်တော့ဒါလီယိုနယ်မက်ဆီမပါဝင်နိုင်တော့ဘူး။ဒါကြောင့်မို့ဒီနှစ်မှာဒါလီယိုနယ်မက်ဆီကိုဒါရစီခြင်းတယ်။ဒါအခုဒါဒီနေ့ညကစားမှာကတော့ဒါလမိုင်းရမယ်ကဥမာ19နှစ်အရွယ်ပဲရှိသေးတယ်။ဒါကြောင့်မို့ဒီလမိုင်းရမယ်တို့အတွက်ကဒါစူးစမ်းခွင့်တွေအများကြီးရှိသေးတယ်။ဒါပေမဲ့ကမ္ဘာဖလားဆိုတာကတော့ဒါကန်ကြီးတယ်။အခုဒါကျွန်တော်တို့ဒီပြောမယ်ဆိုရင်လူတိုင်းကတော့ဒါကျွန်တော်ပွဲကမ္ဘာဖလားဒါပွဲဆောက်ပြီးဆိုကြတဲ့ကဒါပြင်သစ်ကဒါအစုဖွဲ့မှုဒါအကောင်းဆုံးအသင်းဒါသူတို့မှလူအင်အားတော့အတောင်ဆုံးအသင်းလို့ဒါလူတိုင်းကတော့ထင်ကြတယ်။ဒါ2016ကမ္ဘာဖလားမှာလည်းဒါကျွန်တော်ပြင်သစ်ရမယ်လို့တော့ဒါအားလုံးကထင်ကြတယ်။ဒါပေမဲ့ဒါကျွန်တော်တို့စပိန်အသင်းကဒါကျွန်တော်တို့ဒီပြင်သစ်ကိုဒါအနိုင်ယူပြီးတော့ဒါသူကဖိုင်နယ်ကိုတက်သွားခဲ့တာဒါကြောင့်မလို့ဒီပြင်သစ်အနေနဲ့ကလည်းဒါစူးပွဲမကောင်းတယ်လူငယ်တွေနဲ့ဒါသူစူးပွဲမတော်လေးကိုဒါကောင်းတယ်ပြီးတော့ကွင်းလေကရိုဒီတို့ဒါပတ်ထရီတို့ကလည်းတော်တော်လေးကိုဒါကောင်းမွန်တဲ့အနေအထားတစ်ခုမှရှိတယ်ဒါကြောင့်မလို့ဒီစပိန်ကကွင်းလေနဲ့ဒါသူတို့ကလှုပ်ရှားနေတာနောက်တန်းဒါခန်းစစ်ကလည်းတကယ်ကိုကောင်းတယ်ဒါအခုဒါဒီနေ့ညမှာဆိုတော့ဒါပေါ်မပါနိုင်ဘူးလို့တော့ကျွန်တော်တို့သိရတယ်တရားရရှိနေတာကြောင့်ပေါ်မပါနိုင်ဘူးပြီးတော့ကျွန်တော်တို့ဒီပွဲမှာကဒါကျွန်တော်တို့ဒီနေ့ညဒါပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဘယ်သူနိုင်ကျွန်တော်ကတော့ရပြောပါလေအခုဒါအာဂျင်တီးနားအနေနဲ့ကတော့ဒါအခုကြော်ပြောချင်တာအာဂျင်တီးနားနေကတော့တစင်ပြီးတစင်ဒါတက်လာခဲ့တယ်တစင်ပြီးတစင်တက်လာတယ်သူကဒါခဲခဲစင်နဲ့တက်လာခဲ့တာဒါပေမဲ့သူတို့ရဲ့ဒါအာဂျင်တီးနားပွဲကိုကြည်တိုင်းဒါချင်းကုန်